မေတ္တာတုတ်ပရိတရားတော်ညွှန်ဆိုကြနာရှာကြရအောင်မေတ္တာတုတ်ပရိတရားတော်ကဗုဒ္ဓမြတ်စွာဘုရားတဲ့တော်ခါရုံကယဟန်တော်တစုဝါဆိုဝါကဆန်ဒီချိန်မှာဝါဆိုဖို့နေရာရှာသွားရင်းနဲ့ကြောက်ကုတ်တစ်ခုကိုရောက်တော့အကျိအာဝါဒကောင်းတဲ့တစ်ပင်ကြီးတွေတဲ့တစ်ပင်ရဲ့ယဟန်တစ်ပါးနေရာယူပြီးတော့တရင်သုံးကြည့်တယ်တရင်သုံးလုံးကအဆင်ပြေနောက်တနေ့မနေ့အနီးနားကရွာကိုဆုံးခံကြွပြန်တော့ဆုံးပန်းကိစ္စလည်းအဆင်ပြေတော့တို့ဒီရွာကိုအမိပြုဒီတော့အုံမှနေပြီးတော့ဝါရင်သုံးနာတရားအထုံးကြဆိုအလုံးသဘောတူကြတဲ့အတွက်မိမိုက်တော့ဆုံးဖြတ်ချက်ချပြီးနေကြအဲ့ဒီတို့တရင်သုံးတဲ့တစ်ပင်တွေမှာရုပ်ကစိုးလက်တွေရှိကြတယ်ဖီလာရှိတဲ့ရဟန်းတော်တွေကတစ်ပင်အောက်ဝင်ရောက်တရင်သုံးတော့ဒီရုပ်ကစိုးလက်တွေဟာတစ်ပင်ပေါ်မှာရှိတဲ့ဘုံဘိမှန်တွေအပေါ်မှာမနေရဲလို့ခသေးတဲ့လက်ဆွဲပြီးတော့မြေပြင်မှာဆင်းနေရတရက်နှစ်ရက်လောက်ငါးကိုယ်တာတင်ပါတယ်စောင့်ကြည့်တော့လေကိုတော်တွေကပြန်မဲ့ရိပ်ရောင်မရှိတော့ဧကန်တဝါဆိုချဖို့တင်တယ်ဒီကိုတော်တွေဝါဆိုရင်တော့တို့ဝါရင်းသုံးလခလေးတွေနဲ့ဒုက္ခရောက်ကြမယ်အဲ့တော့ကိုတော်တွေမနေရဲအောင်6နှစ်ထုံးကြဆိုပြီးတော့တချို့နတ်တွေကကြောက်မဲ့ဘွယ်ရရုပ်စင်းတရံကြီးတွေဖန်ဆင်းပြီးတော့6တချို့နတ်တွေကလည်းကြောက်မဲ့ဘွယ်ရအတန်ဆိုးကြီးတွေနဲ့အော်ဟစ်ပြီးတော့6အဲ့ဒီတော့ဘုဒ္ဓဇင်ယဟန်တော်တွေကြောက်ရွံ့ထိတ်လန့်ကြတယ်ကြောက်ရွံ့ထိတ်လန့်အဲ့ဒီပြက်အစားပြက်နဲ့ခန္ဓာကိုယ်ပိန်ချုံလာတော့တပားနဲ့တပားတွေ့ဆုံပြောဆိုရင်းနဲ့အကြောင်းမှန်နဲ့သိရောဒီတော့အုပ်ဟာတို့အတွက်အန္တရာယ်ရှိတယ်တို့ဘုရားထံပြန်ကြဆိုပြီးတော့ဘုရားထံကိုပြန်ကြွသွားတော့ဘုရားရှင်ကအကျိုးကြောင့်ကိုမေးကိုရောင်တွေကရှောင်ထားတော့ဘုရားကจิตသားတို့တောသွားတဲ့ယဟန်ဆိုတာလက်နဲ့ပါမှာပေါ့လက်နဲ့မပါလို့တစုံတရာတန်ရင်နဲ့တွေ့ရဘယ်နဲ့တော့ကာကွယ်မလဲအဲ့တော့တင်จิตသားတို့ကိုငါဘုရားလက်နဲ့ကောင်းကြီးပေးမယ်ဆိုပြီးတော့မေတ္တာတုတ်ကိုသင်ပေးပါတယ်တုတ်တဲ့ဘုံကိုအတွင်းမလုတ်ပြကြတဲ့အနန္တတတ္တဝါအလုံးကိုအာယုံပြုပြီးတော့သဗ္ဗတတ္တဘွန်တုတုကိတ္တတတဝါအလုံးတို့ကိုရောစိတ်ပါချမ်းသာကြပါစေလို့မေတ္တာပို့တယ်ဒိဋ္ဌဝါယေဝအာဒိဋ္ဌာစသည်ဖြင့်မြင်ဘူးတဲ့တရားဝါမမြင်ဘူးတဲ့တရားဝါတို့တရားဝါအလုံးကိုနှစ်စုဆွဲပြီးတော့လည်းမေတ္တာပို့တယ်ခန္ဓာကိုကြီးမားတဲ့တရားဝါအလယ်လတ်တရားဝါသိငယ်တဲ့တရားဝါတို့သုံးစုဆွဲပြီးတော့လည်းမေတ္တာပို့တယ်တယောက်နဲ့တယောက်လှည့်စားမှုတွေကင်းဝေးကြပါစေအယတ်ဒေသတစ်ခုမှဆုံးသွေးကြတဲ့အခါမာနတွေနဲ့မကျေမမြင်ပြုလုပ်ခြင်းကင်းရှင်းကြပါစေစသည်ဖြင့်အကျိုးမဲ့ကိုပယ်ရှားတဲ့မေတ္တာတွေလည်းပို့ခိုင်းတယ်အဲ့ဒီမေတ္တာတုတ်ကိုသင်ပေးကိုရောတွေကသင်ယူရွတ်ဆိုပွားများကိုရောတွေရဲ့စိတ်ထဲမှာမေတ္တာဓာတ်တွေကိန်းဝတ်သွားတော့ဘုရားရှင်ကจิตသားတို့အဲ့ဒီတော့အိုပြန်သွားကြဘုရားအမိန့်နဲ့ပြန်သွားကြတော့ဒီတခါတော့လက်နဲ့ယူသွားတယ်မေတ္တာလက်နဲ့ယူမေတ္တာပွားပြီးတော့သွားတော့မေတ္တာတုတ်ရဲ့တကုတ်တင်သောအာနုဘောအရှင်မြတ်လေးပွားများတဲ့မေတ္တာဓာတ်အရှင်ဝါတွေကြောင့်စောစောကနှင်ထုတ်တဲ့6တန်ထုတ်တဲ့နတ်တွေကမေတ္တာတဝင်ချစ်ခင်ကြည်ညိုမှုတွေဖြစ်ပြီးတော့အရှင်ဘုရားတို့ကြွပါဘုရားဒီသစ်ပင်အောက်တရင်သုံးပါစသည်ဖြင့်ပင့်လျှောက်ပြီးတော့ဝါရင်သုံးကကမ္မထမ်းအန္တရာယ်အနှောက်အယှက်မဖြစ်အောင်တပည့်တော်တို့စောင့်ရှောက်ကြပါမယ်ချမ်းချမ်းသာသာတရင်သုံးအားထုတ်တော်မူကြပါအဲဒီလိုနဲ့ကမ္မထမ်းအန္တရာယ်အနှောက်အယှက်ဖြစ်စေမဲ့အဲတန်ကစားစုမြန်တန်နေမကြားရအောင်နတ်တွေကစောင့်ရှောက်ပြီးတော့အန္တရာယ်ကင်းကင်းနဲ့အားထုတ်ရတဲ့ကိုတော်ဒီမှာဝါမကျွတ်ခင်အားလုံးရဟန္တာဖြစ်ကုန်ကြတယ်ဒီတော့မေတ္တာတရားဆိုတာကမနေစေခြင်းလို့6ကန်ထုတ်တဲ့နတ်တို့ဒီမလျင်ပြန်တဲ့မေတ္တာတက်ဝင်ချစ်ခင်စေတဲ့ပရိတရားဖြစ်တဲ့အတွက်ဒီမေတ္တာတုတ်ကိုရွတ်ဆိုနာကြတဲ့ကိုတော်ရှင်ကောင်းမှုရှင်တွေကတည်းပဲမေတ္တာတုတ်ရဲ့တကုတ်တည်သောအာနုဘောကြောင့်တို့အပေါ်မှာရံပြုမဲ့ရန်သူတွေမေတ္တာတက်ဝင်ချစ်ခင်လိမ့်မယ်တို့ရဲ့ကိုယ်ဆောင်တဲ့အိမ်ဆောင်တဲ့ချမ်းဆောင်တဲ့မျိုးဆောင်တဲ့အစရှိတဲ့နတ်အပေါင်းတွေကလည်းပဲဒီနေ့ပြုတဲ့ကုသိုလ်တရားကိုတို့ကအမြတ်တမ်းပေးဝေသူတို့လည်းရပါစေလို့မေတ္တာထားပြီးပေးဝေတဲ့အခါဝမ်းမြောက်လို့မောတာတို့ခေါ်ပြီးတော့တို့ခေါ်တဲ့မေတ္တာသက်ဝင်ချစ်ခင်လို့ပြန်လဲစောင့်ရှောက်ကြလိမ့်မယ်ဇေဝတာတို့ကပိတပေါ်တော်တရဗတ္တရာနိပတ္တိနတ်တို့ရဲ့စောင့်ရှောက်မှုကိုခံယူရတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတွေမှာအခါခပ်သိမကောင်းတဲ့အနိဋ္ဌဗလဆိုးကျိုးတရားတွေကိုမတွေ့ရမမြင်ရမကြားဘဲနဲ့ကောင်းကျိုးချမ်းသာမင်္ဂလာတွေပဲတွေ့ရကြုံရကြားရလိမ့်မယ်လို့ယုံကြည်စွာနဲ့နာကြားကြပါ
ယတနုဘာဝတောယခာနိဝဓတ္တိတိပိတနံယံမိစေဝနုယုံစံတော်ရဒိဋ္ဌိဝမတ္တတိတောသောကံသုပတိတောတောသပါပံကိဉ္စိနပတ္တိဧဝမတိကုလူပေတံပရိဒံဓမ္မနာမဟေကရဏီယမတ္ထကုတလိနာယန္တတန္တံပရံပိတမေသသေကောဥစုဇာတုဥစုဇာသူဝဇောသတမုဒ္ဒအနတ္တိမာနိသံတောတကောဇာသူပရောဇာအပဂိဇောဇာတန်ဟုကာဟုတ်တိတန်တိန်တရိယောဇာနိပကောဇာအပကကောကုလေသောနတုတေသောနသကုဒ္ဓမာစရိကိဉ္စီယေနဝိညုပရိဥပဝတေယံဒုက္ခိနောဝခေမိနောဟွန်တုတပ္ပတတ္တာဘွန်တုဒုက္ခိတတ္တာယေကေစီပါဏဗုဒ္ဓတိတတဝါထာဝရဝနဝတေတာဒီကဝယေဝမန္တမေစီမာရတကနုကထူလာဒိဋ္ဌဝယေဝအဒိဋ္ဌယေဝဒုရေဝတ္တိအဝိဒုရေဘုဒ္ဓဝသံဝေတိဝသဗ္ဗတတ္တာဘွန်တုဒုက္ခိတတ္တာနာပရောပရဏိဂောပေတနာတိမညေတာကတ္တစီနာကိဉ္စီဗျာရောတနာပတိကတညနိညမညတဒုက္ခမိတ်စီယမာတယတမိယံဗုဒ္ဓမာယုတဧကဗုဒ္ဓမနုရကေဧဝံပိတ္တဗဗုတေတုမာနတံဘာဝယေအပရိမာဏံမေတ္တေဇာတဗ္ဗလောကသမိန်မာနတံဘာဝယေအပရိမာဏံဩတ္တတောသတိရိယံဇအတ္တပါဒအဝိရမတပတ္တံဒိဋ္ဌံစရဏိတနောဝတယနောယဝတတဝိတမိတ်တောဧတံတတိဒိဋ္ဌိယဗျမမေတံဝိဟာရမိဓမ္မာဟုဒိဋ္ဌိသနုဘကမသီလဝါဒတနေနတံပန္နောကာမေတုဝိနေယကေဒါနာဣဇာတောကပတယပုဏ္ဏရေတိမေတ္တပရိတံအာရောဇထာယဝရကတုမေတ္တပရိတံအဘယထာယဝရကတုမေတ္တပရိတံမင်္ဂလထာယဝရကတုမေတ္တပရိတံမေတ္တာသောပရိတရားတော်မြတ်သည်ဟောဓမ္မကသာသနာတော်ကိုကြည်ညို၍မိကိုစည်းကမ်းကြကုန်သောပရိတရားနာကြားကြကုန်သောတင်ကုသိုလ်ရှင်အပေါင်းကိုအားအာရဇထာယ96ပြန်နာယောဂတို့ကင်းကွာပါစေခြင်းကြုံငါ၎င်းအဘယထာယကိုတွင်ကိုပအိမ်တွင်အိမ်ပခြံတွင်ခြံပနထာနာတို့၌ဘေဥပယံစွမ်းအန္တရံသမျှတို့ကင်းစင်လွန်ပြောက်ပါစေခြင်းကြုံငါ၎င်းမင်္ဂလထာယလောကီလောကတရတပြသောကောင်းကျိုးချမ်းသာမင်္ဂလာတို့တိုးတက်မြင့်မားပါစေခြင်းကြုံငါ၎င်းဘဂတုကောင်းစွာမသွေဆောင်ရှောက်ပါစေတည်းသာဓုသာဓု